အားလုံးပဲမင်္ဂလာပါရှင်စိန်မဲပြအွန်လိုင်းဈေးဆိုင်ကနေပြီးတော့ကြိုဆိုပါရစေမိမိရဲ့ဈေးဆိုင်ကနေပြီးတော့အထည်နဲ့လူသုံးကုန်အလှကုန်စားတောက်ကုန်တွေကိုလက်လီလက်ကားရောင်းချပေးနေခဲ့တာအခုဆိုရင်9နှစ်ကို6နှစ်ထဲကိုရောက်ရှိလာပြီဖြစ်ပါတယ်စရောင်းတာတော့ Facebook မှာပဲရောင်းခဲ့တာပေါ့နော်အခုမှဒီ TikTok ဘက်မှာလာပြီးတော့ဒီ homemade jelly candy လေးတွေကိုမိတ်ဆက်ပေးရင်းနဲ့ဒီ TikTok ဘက်မှာလာပြီးတော့မိမိကဈေးကွက်ဖောက်နေရပဲဖြစ်ပါတယ်မိမိရဲ့ဒီ jelly candy လေးတွေကလေ100%တကြားနဲ့ပေါ့နော်အသီးရရှိတဲ့ဒီအချင်တက်လေးတွေနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချိုးချင်အရသာလေးတွေကိုရရှိမှာဖြစ်ပါတယ်ရှင်ကလေးတွေကိုကျူးတဲ့အခါမှာလည်းစီးတခြားလုံးဝမပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ချလက်ချကျူးနိုင်ပါတယ်မြင်ရောင်းနေရပါတော့ဒီအထုပ်30ပါတစ်ထုပ်ကို12000ကျပ်နဲ့ဒီတစ်ခုချင်းဆိုလို့ရှိရင်တော့900ကျပ်နဲ့ရောင်းချပေးပါတယ်ဒီအထုပ်ကြီးဝယ်ပြီးတော့ပြန်ရောင်းချင်သူတွေအတွက်ဆိုလို့ရှိရင်တစ်ခုကို900နဲ့ပေါ့နော်အဲ့လိုမျိုးရောင်းလို့ရပါတယ်မိဆိုလို့ရှိရင်လည်းဒါဈေးဆိုင်မှာတစ်ခု400ပေးပြီးတော့ပေါ့နော်သူပေါ့နော်လက်ကပေးရပါတော့တကယ်လို့ဒီမိတ်ဆွေတွေကဒီ jelly candy လုံးလေးတွေကိုတီးကျင်နေဆိုလို့ရှိရင်မိကိုချက်ပေါက်ကနေပြီးတော့တယောက်ချင်းလာမေးလို့ရပါတယ်တကယ်လို့တီးကျင်တဲ့လူရမ်းများတယ်ဆိုလို့ရှိရင်တော့ဒီ jelly candy လုံးလေးတွေကိုဗီဒီယိုဖိုင်နဲ့ရိုက်ပြီးတော့တင်ပေးပါမယ်ပညာဒါနပေါ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲကျန်းမာချမ်းသာကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေအလောက်ကိုင်းနေဆင်ပြေကြပါစေရှင်